အခုမှစပြီးတော့လုံးမဲ့သူဆိုလို့ရှိရင်အခုကျွန်တော်ပြောမဲ့အချက်လက်လေးကိုသိထားမှဖြစ်ပါကျွန်တော်အခုမှစပြီးတော့လုံးမဲ့သူဆိုလို့ရှိရင် ADS Manager တွေကိုဝင်ပြီးတော့ Visa Card ချိတ်လိုက်တာနဲ့ Facebook ကကျွန်တော်တို့ account တစ်စီပဲချလိုက်ပါလိမ့်မယ်နော်။ account တိုင်းဖြစ်တယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ account တော်တော်များများဖြစ်ပါတယ်နော်။တစ်စီပဲချတဲ့ပြဿနာတွေကြုံရပါတယ်။အစအဆုံးအခုမှစပြီးတော့လုံးမဲ့သူဆိုလို့ရှိရင်ပေါ့နော်။အဲ့လိုမျိုးကိုကကြုံလာပြီဆိုလို့ရှိရင်အရင်ကြီးမလန့်တော့Visa ကချိတ်လိုက်လို့ Facebook ကကျွန်တော်တို့ကိုဒါ confirm လုပ်ခိုင်းတယ် confirm လုပ်တဲ့အခါမှာကျွန်တော်တို့ကဖုန်းနံပါတ်တောင်းလိုက်ရှင်ဖုန်းနံပါတ်ပေးရမယ်ဖုန်းနံပါတ်ပေးပြီးသူကုတ်တွေပိုင်းနဲ့ကျွန်တော်ပြန်ပြီး confirm လုပ်ရတာရှိတယ်ပြီးရင် Gmail တောင်းတာမျိုးရှိတယ်ပြီးရင်တော့ကျွန်တော်တို့ ID တောင်းတာမျိုးရှိတယ်အဲ့၃ချက်ရှိပါတယ်အဲ့ဒီမျိုးလုပ်မယ်ဆိုရင် ADS Manager application ကလုပ်လို့မရပါဘူးเนาะ laptop က PC version နဲ့ပေါ့เนาะ laptop မရှိဘူးဆိုတော့ကျွန်တော်ဖုန်းကို PC version ပြောင်းပြီးတော့လုပ်လို့ရတယ်ဒီ ADS Manager ကို PC version နဲ့ဝင်ပြီးတော့မှ business ကို home ဆိုတာလေးရှိပါတယ်အဲ့ထဲကိုဝင်လိုက်ပါเนาะကိုယ့်ရဲ့ account တစ်စီပဲကြားနေကြောင်းလေးသူတို့ပြထားပါလိမ့်မယ် confirm လုပ်ဖို့အတွက်လည်းအဲ့ဒီမှာပြအောင် button လေးနဲ့ခလုတ်လေးနဲ့ပြထားပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကသူကဖုန်းနံပါတ်တောင်းရင်ကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပေးရမယ်ပြီးရင်တော့အဲ့ဒီဖုန်းနံပါတ်ထဲကိုကုတ်ဖို့မှာပေါ့เนาะ Facebook ကနေပြီးတော့ကုတ်ဖို့လို့ရှိရင်တော့အဲ့ဒီကုတ်ကိုပြန်ပြီးတော့ထည့်ပေးရမယ်ဒါဆိုရင်အဆင်ပြေသွားတယ်ပေါ့เนาะတချို့ကြောက်လဲဒီလိုမျိုးတစ်ခေါက်တည်းမဟုတ်ဘဲနဲ့ကျွန်တော်ပြီးရင် Gmail ထပ်တောင်းတယ်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail ပေါ့เนาะ Gmail လိပ်စာကိုထည့်ပေးရမယ်ပြီးရင်သူကအဲ့ Gmail ကိုကုတ်ဖို့မယ်ကုတ်ဖို့လို့ရှိရင်ကအဲ့ကုတ်လေးကိုပြန်ပြီးတော့ထည့်ပေးရတယ်ဒီနှစ်ဆင့်နဲ့တချို့ကြောက်လဲရသွားတယ်တချို့ကြောက်လဲနောက်တစ်ဆင့်ကျွန်တော်တို့ ID တောင်းတယ်ပေါ့เนาะမှတ်ပုံနေတောင်းတယ်မှတ်ပုံနေလည်းမဟုတ်ပါဘူးတခြား license တွေ passport တွေလည်းရပါတယ်เนาะ boost လုပ်တဲ့ account ဆိုလို့ရှိရင်တော့နာမည်ရမွေးနေ့မှတ်ပုံနေထဲကတိုင်းတူဖို့လိုပါတယ်ဒါမှသူတို့ကိုကျွန်တော်တို့က ID ပို့ပြီးတဲ့အခါမှာအဆင်ပြေမှာပေါ့เนาะ ID ပို့တဲ့အခါမျိုးကြာလို့ရှိရင်လည်းကိုယ့်ရဲ့မှတ်ပုံနေရှေ့ဘက်ချမ်းကိုရှင်းရှင်းလင်းလင်းမြင်ရအောင်ရိုက်ပြီးတော့မှသူတို့ကိုပို့ပါမယ်မိတ်ဆွေတို့တော့မေးချင်တာလေးရှင် comment မှာမေးသွားလို့ရပါတယ်เนาะ